နံပါတ်7ရဲ့ reading ကိုသွားမယ် reading ကိုဖတ်တဲ့အခါမှာ0မိကိုရင်ဖတ်ရမယ်ဟာဟာဝါဒိုးရှိတဲ့ကျူလစ်ပို့ဆိုတော့ကျူလစ်ပန်းလေးတွေပြောအောင်နော်ဝဲမတ်ကားရဲ့စိုက်ပြိုးတာလေနံပါတ်1ကဝါတာရှိနိုဆူကီနာဟာနာတာကာရာဒက်ကျွန်တော်ကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်နံပါတ်2ကဂျီဘွန်နိုဆူကီနာဟာနာတာကာရာဒက်ကိုကြိုက်တဲ့ကိုတိုင်းကကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်လားကျွန်တော်ကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်ကိုတိုင်းကကြိုက်လို့စိုက်တာလားနောက်တစ်ခုကသူတဲမုံခီရီနာဟာနာတာကာရာဒက်အရန်ကိုလှပတဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်လားနံပါတ်4ကကျတော့ပန်းနေအများကြီးစကုတ်ခါရာဒက်ပွင့်နေတဲ့အတွက်ကြောင့်လားဟုတ်ပြီနော်ကျွန်တော်ကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်လားကိုတိုင်းကကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်လားဒါမှမဟုတ်ရင်ပန်းနေအရန်ကိုလှပတဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်လားပန်းနေအများကြီးပွင့်နေတဲ့အတွက်ကြောင့်လားအဲ့ဆိုရင်ဆဲတို့ကအဲ့ဒီမေးခွန်းလေးတွေကိုကြည့်ပြီးဖြေလေးကြည့်ပြီးဆိုတဲ့အတွက်စာပိုက်ကိုဖတ်မယ်ဝါတာရှင်တော်ကြီးရဲ့နေဝါကျွန်တော်ရဲ့အိမ်မှာကဟီရိုကြီးနေဝါကဒီမှာခြံဝန်းအကျယ်ကြီးရှိပါတယ်ဝါတာရှင်တော်ဟာဝါကျွန်တော်ရဲ့အမေကခီရိနာဒါနေဝါပါသေးရဲ့နော်နေဝါကိုတဲ့လှပတဲ့ခြံဝန်းကိုတဲ့စုကုဒီမှာပြုလုပ်ပါတယ်တဲ့မိုးစုကုမကြမီဟာရူတဲ့နှွေဦးရောက်တော့မှာပါဟာရူဝနှွေဦးကနီဝါနီတကုဇန်ဟာနာကစကီမှာနှွေဦးမှာဆိုရင်တော့ခြံဝန်းထဲမှာပန်းတွေအများကြီးပွင့်ပါတယ်ဝါတာရှိဝကျွန်တော်ကချူရီပူကစကီတဲ့ကျူလစ်ပန်းလေးတွေကိုကြိုက်ပါတယ်ဒါကရာဒါကြောင့်ဟာဝအမေကချူရီပူကိုတကုဇန်ဦးဝဲမတ်အမေကကျူလစ်တွေကိုအများကြီးစိုက်ပျိုးပါတယ်အဲ့တော့အမေကဘာကြောင့်ကျူလစ်ကိုစိုက်ပျိုးတာလဲအခုလဲဆိုတော့နံပါတ်1ကကျွန်တော်ကြိုက်တဲ့ပန်းဖြစ်လို့လားကိုအမေကိုယ်တိုင်ရကြိုက်တာလားဟုတ်လားအဲ့တော့ကျွန်တော်ကြိုက်တဲ့ပန်းဖြစ်လို့ဘာလဲဆိုကျွန်တော်ကကျူလစ်တွေကိုကြိုက်တယ်အဲ့တဲ့အတွက်ကြောင့်ဆိုတဲ့အတွက်ဓာတ်ကာရရဲ့ရှေ့မှာဖြည့်ရှိတယ်ဒါကြောင့်ဆိုတဲ့အတွက်ဘာကြောင့်လဲကျွန်တော်ကကျူလစ်ပန်းလေးတွေကိုကြိုက်လို့ဟုတ်လားကျူလစ်ပန်းကိုကြိုက်တာဆိုကျွန်တော်ကြိုက်တဲ့ကျူလစ်ပန်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်ဆိုတော့နံပါတ်1ဖြစ်သွားတယ်နံပါတ်2ကကိုတိုင်းကကြိုက်တဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်ဆိုတော့အမေကသူကြိုက်တဲ့ပန်းမဟုတ်ဘူးနံပါတ်3ဆိုတာအရင်ကလှပတဲ့ပန်းတွေကအကုန်လုံးကတော့လှကြတာပဲနော်နောက်တစ်ခုကပန်းတွေအများကြီးပွင့်တာနဲ့လည်းမဆိုင်ဘူးဘာလို့လဲဆိုတော့အမေကဓာတ်ကာရဆိုတဲ့ဓာတ်ကြောင့်ကြီးပါတယ်သူကရှေ့ရဟာပြန်ရင်ညွှန်းတာဘာကြောင့်လဲကျွန်တော်ကြိုက်တဲ့ကျူလစ်ပန်းဖြစ်တယ်ဆိုတဲ့ဟာကိုပြန်ရင်ညွှန်းတာမဟုတ်လို့အဲဆိုရင်ဝါတာရှိနိုဆူကီနာဟာနာတာခါရာဒက်စ်ပေါ့နော်နံပါတ်1ဖြစ်သွားရယ်နော်အဲဆိုရင်0နောက်တစ်ခုသွားမယ်နော်နံပါတ်8ကကြတော့နံပါတ်8ကမိကုန်းလေးကိုရင်ဖတ်မယ်နော်မီကီဆန်ဝါတဲ့တူရဲဒစ်ကမီကီဆန်ဘယ်ဟာလဲအဲ့တော့နံပါတ်1နဲ့3လေးကိုရှင်းကြည့်မယ်စပင်ကိုရင်ကြည့်မယ်စပင်ရှည်က2ယောက်ရှိမယ်စပင်ရှည်နဲ့သူဆိုရင်1နဲ့